သွားကျင်တာတက်တာအောင်ဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးမှာကျင်လဲဆိုတာအရေးကြီးတာပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့မှလိုက်လို့ရတဲ့ treatment ကကွာသွားမှာပေါ့နော်ဆိုတော့သွားပါပဲလွတ်ကျင်တာလဲဆိုလို့ရှိရင်ကျွန်မအရင်တော့ကလည်းဗီဒီယိုလေးနဲ့ဖြည့်ခဲ့ပူပါတယ်သွားမှာကြွေလွှာလေးတွေရှိတယ်အဲ့ဒီကြွေလွှာပါသွားလို့ပေါ်နေလို့ဒါမှမဟုတ်ခြိုက်နေလို့သွားကျင်တာပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးအချိုင်လေးတွေသွားမှာကြွေပါလေးခြိုက်နေတာမျိုးဒါမှမဟုတ်ပေါက်နေတာမျိုးရှိတယ်ဆိုလို့ရှိရင်အဲ့နေရာကိုသွားစေးကမ်းမှာသွားပြီးတော့ကြွေလွှာလေးပြန်ဖြည့်ထားလိုက်လို့ရတယ်ဒါဒီလိုလေးတွေဖြစ်နေဒါမှမဟုတ်ကိုယ့်ရဲ့သွားကဘာပဲစားစားဘာမှမဖြစ်ဘူးထမင်းတွေဟင်းတွေအကုန်လုံးစားလို့ရတယ်ဒါမှမဟုတ်အရင်အေးသွားတဲ့ရေကြတော့မှရေခဲမုံလိုမျိုးစားတော့မှသာကျင်တာအများတိုင်းကျင်နေတာမျိုးတော့မဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုလူမျိုးတွေကကျင်တာကြောက်တဲ့သွားတိုက်စီလေးတွေစူပါမားကတ်တွေမှာရောင်းပါတယ် desensitizing toothpaste ဆိုခေါ်တာပေါ့နော်သွားကျင်ပြောက်တဲ့သွားတိုက်စီဆိုပြီးတော့မေးဝယ်လို့ရပါတယ်အဲ့ဒီသွားတိုက်စီလေးသုံးကြည့်ပါလို့ဟုတ်ကဲ့အဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်